ကားလေးတွေဆက်ထားဆုံးကြောင်းလောက်လာပကြီးစရာပကြီးစရာလက်ရတယ်တသားဆွဲတာဆွဲပြီးတော့မင်းပြန်လုပ်ပြီးမှပြန်ကတ်တာနိုင်စရာပြီးသွားရင်ကျွန်တော်တို့ဟောသွားမှာပူလာမှာကျွန်တော်ပူလာသွားရိုက်မယ်တော့နေပါပြီအဲ့လိုတော့မပြန်မရဘူးတော့ကဆက်ရဆိုင်ကထားရမလို့ဒါလေးထိုးရလာရတယ်တော့ကရောက်ပါပြီထားခဲ့ပါလေရဲထည့်လိုက်မယ်နော်မလာခဲ့အောင်ရလာပြီရက်တော့မခက်တော့ရှိတယ်ကားကျင်တယ်အင်ကြီးလေးပါထားခဲ့ရတယ်ချိန်အေးပါတိုင်ကဒီရဲဝင်မယ်ကိုတော့ပူလာရောက်ပါပြီရတော့လို့ရတယ်ငါဘက်ကသွားပြီးမှအရင်တိုက်ပြီးမှလေအခုဆိုရင်ကျွန်တော်ကလောပူလာရောက်ပါပြီကလောမှာကျွန်တော်မိန်းမကိုတက်ဖို့ရိုက်ပြီးလိုက်ပါဦးမယ်ငါတို့ရနော်ဒါနဲ့အဲ့ဒီဘာပန်းရတာဒီလာ1 2 3ဒီလိုက်1 2ဒီမှာလေးကိုင်ထားတယ်လေမဟုတ်ဘူးဟုတ်ဘာလို့ဘာလို့ဘာလို့ဒီကိုင်ဒီမှာလေးကိုင်ဒီမှာပြီးသွားပြီမိန်းမငါပဲရိုက်ကကျွန်တော်တို့ပူလာရပြီးတော့ကော်ဖီဆိုင်သွားပါမယ်အဲ့ချွတ်လိုက်ပြီဟိုတင်းတင်းဖြစ်အောက်ထုတ်ချွတ်လိုက်တင်းတင်းဖြစ်ဒါရတော့ရမကောင်းပြန်ရိုက်ရှင်တော့ရိုက်လို့ရလေတော့ဒီနားပဲပြင်ရမှာ7 နာရီချအောင်တော့မနာမှာဟောတော့ဈေးသွားမှလားဆင်းရမရှိတော့ဒီမိန်းမလေးဈေးသွားလည်းနေဝင်အောင်မှလည်းပြန်ဈေးသွားနားမှာလည်းဈေးသွားလို့ရတာပဲဟုတ်ရပါရဒီမာရီမန်ဒီဂျယ်ရီစတော်ဘယ်ရီနဲ့စတော်ဘယ်ရီကကော်ဖီဆိုင်ရန်ကုန်ကလောတဲ့ရန်ကုန်ကလောကော်ဖီဆိုင်ရောက်နေပါတယ်မှာလာကော်ဖီဆိုင်ကနေပြီးတော့ဟိုတယ်ပြန်တော့ပါမယ်ဟိုတယ်ပြန်ပြီးတော့မှတခြားဟိုတယ်ပြောင်းတော့ကျောက်က7 နာရီတော့7 နာရီအပြီးပြန်ရမှာဒီဟိုတယ်လေးကစီးနေတင်နေလောလေးအဆင်ပြေပါတယ်ရုံးနဲ့လည်းနီးတယ်တွားလာအဆင်ပြေပါတယ်ကလောမျိုးလာရင်ဒီဟိုတယ်လေးကိုဒီလို comment ပေးပါတယ်ကျွန်တော်တို့ဒါပြီးသွားလို့ရှိရင်ဒီကနေကျွန်တော်ဆိုင်ကယ်နဲ့မနက်ပိုင်းလေးအဖီတူးချန်တို့ပါတော့သွားပါမယ်